ဒါလေးကဒဲလက်တီကျူ9910ဆိုတော့9000 စီကို15-6လက်မှကိုတန်းကြံလို့ရှင်ပေါ့နော်တော့ keyboard မီပါတယ်ပြီးတော့ camera shutter ပါတယ်ပြီးတော့ IR ပါတယ်ပေါ့နော်ဒါဒဲလက်တီကျူ9910 i5 ကိုတန်းကြံလို့ရှင်ရဲ့တွင်ပိုင်းပေါ့နော်သူက run to slot ပါတယ် run နဲ့ချောင်းဆိုင်လို့ရတယ်ဒါကတော့ SSD slot ဒီမှာ hard disk slot hard disk cable တက်ပြီးတော့ hard disk slot ပေါ့နော် hard disk ဆိုင်မယ်ဆိုရင်ဒီ SSD တက်လို့မရအောင်ဒီ SSD တက်ရင် hard disk တက်လို့မရအောင်ဒီဒဲလက်တီကျူရဲ့ထုံးစံအတိုင်းဒီကောင် battery က option 2မျိုးရွေးလို့ရတယ်အခုက53 watt 1 hour 51 1 hour battery တက်ထားတယ်ဒီထက်ကြီးတဲ့ဒီကောင်63နောက်ရှိတဲ့ battery တွေတက်လို့ရတယ်ပြီးတဲ့ခါကျဒါရော Wi-Fi ကတ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ WWAM mobile single modem အတွက်ထည့်တဲ့ကတ်ပေါ့နော် modem ကတ်ထည့်လိုက်လို့ရှိရင်ကျွန်တော် single အလုပ်လုပ်သွားတာပေါ့ single ထည့်သုံးလို့ရတယ်